ဟုတ်ကဲ့ပါအခုလိုမျိုးလမ်းကြားနေပြီးတော့လမ်းမကြီးထွက်မယ်ဆိုရင်ရင်ကျော်ဘယ်လိုယူရမလဲဘယ်လိုကြည့်ပြီးထွက်ရမလဲဆိုတော့ကိုပြပြပြတော့မှာဖြစ်ပါတယ်ဟုတ်ပြီအခုကတော့ကျွန်တော်လမ်းထိပ်ရောက်နေဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်လမ်းထိပ်ကိုထွက်မယ်ဆိုရင်ဒီတိုင်းကားကိုဒီတိုင်းတက်ထွက်ပြီးတော့ကိုယ်တာမဟုတ်ပဲနဲ့ကျွန်တော်လမ်းထိပ်နားရောက်ပြီဆိုရင်ကျွန်တော်ကားကောင်းလေးနည်းနည်းလေးချိုးပေးရမှာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ကားကိုကိုယ်တဲ့ချိန်မှာသူများလမ်းကိုမကြော်မှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအခုဆိုရင်ဒါဆိုရင်လမ်းတစ်လမ်းနှစ်လမ်းသုံးလမ်းသွားပါတော့သုံးလမ်းသွားမှာဆိုရင်အခုဒီဘယ်ဘက်ဘေးဆုံးဒီဘေးဘယ်ဘက်ဘေးဆုံးလမ်းတော့ကျွန်တော်တို့ကားတွေရက်ထားတယ်ဒါဆိုရင်ဒီလမ်းကားမလာဘူးဟုတ်ပြီဒါဆိုရင်ဒီဘက်ကိုပြန်ကြည့်မယ်ကျွန်တော်တို့ဟုတ်ပြီဒီဘက်ဆိုရင်လည်းဒီမှာဟိုမှာဆိုင်ကယ်တွေကားတွေနားထားတယ်ဒါဆိုရင်ကျွန်တော်တို့ဒီလမ်းကိုသွားလို့မရတော့ဘူးဒီလမ်းကိုထွက်လိုက်ပြီဆိုရင်ကျွန်တော်တို့ဟိုရှေ့မှာကားပိတ်နေတဲ့အတွက်ကျွန်တော်တို့ဒီလေယာဉ်ရင်ကျော်တဲ့ကိုယူမယ်ဆိုရင်ချိန်ကိုကြစ်ကြစီပြီးတော့ကားလေးလည်းပို့ပြီးတော့ကြက်စီမှဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့လေယာဉ်လမ်းကိုယူရမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီကျွန်တော်တို့ကားကိုရှေ့ကိုနည်းနည်းပြန်တိုးရမှာဖြစ်ပါတယ်တကယ်လို့ဒီဘေးဆုံးလမ်းကကျွန်တော်တို့ဒီဘက်မှာကားလေးမရှိဘူးဆိုရင်တော့ကျွန်တော်တို့ဘေးဆုံးလမ်းကနေပြီးတော့ထွက်ပြီးတော့ရှင်ယူပြီးတော့ကျွန်တော်တို့ကိုသွားမဲ့လမ်းကိုရွေးချယ်လို့ရတာဖြစ်ပါတယ်ခင်ဗျအခုကတော့ကျွန်တော်တို့ဘေးဆုံးလမ်းမှာရှေ့မှာဆိုင်ကယ်လေးနားထားတာဖြစ်တဲ့အတွက်လေလမ်းကိုယူရမှာဖြစ်ပါတယ်ဟုတ်ပြီလေလမ်းယူမယ်ဆိုရင်ထွက်တဲ့ချိန်မှာရန်သတိထားဖို့လိုတာဖြစ်ပါတယ်ခင်ဗျကိုကလေလမ်းဝင်တဲ့အတွက်ဟိုညာဘက်ဘေးဆုံးလမ်းကနေပြီးကားလေးဝင်လာမှလည်းသတိထားရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့နည်းနည်းထွက်ပါသေချာလေးကြည့်ရမှာဖြစ်ပါတယ်ကိုထွက်မဲ့လမ်းမှာကားအရှိန်များလားနည်းလားအဲ့ဒါလိုမျိုးအခုဆိုရင်ကျွန်တော်လော့နေပြီမလော့သေးဘူးစက်ကလော့နေတယ်ခဏရရမှာဖြစ်ပါတယ်ဟုတ်ပြီအခုလိုမျိုးကားလေးဝင်လာတာပေါ့နော်အခုဆိုရင်ဒီကားဝင်လာတာဖြစ်ပါတယ်ဟုတ်ပြီဒီခုတက်စီဝင်လာပြန်ပြီမြောက်အဲ့ဒါလိုမျိုးပေါ့နော်ဟုတ်ပြီရှင်းပြီလားကြည့်မယ်ဒီချာလေးရှင်းပြီအဲ့ဒါလိုမျိုးလင်ကျော်ယူရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကိုရင်ကျော်တဲ့ကိုရောက်ပြီဆိုရင်ကိုစီးတဲ့ကိုဝင်အောင်သေချာလေးပြန်ပြီးတော့မောင်းလိုက်ယူမှာပဲခင်ဗျာ